အားလုံးပဲကိုနေ့ချစ်ရပါတော့အမျိုးတွေမင်္ဂလာပါဗျမင်္ဂလာပါနော်ကိုနေ့မနေ့ကတော့တင်ပေးခဲ့တယ်တပတ်စာပေါ့အဲ့မှာပတ်တိလေးကပတ်တိမပါဘူးဟောခွေလေးကပေါ့နော်နှစ်မျိုးဖြစ်နေတယ်နှစ်မျိုးသလုံးကလည်းထွက်မှာပါနော်ဒါမှတစ်မျိုးကဘာလဲဆိုတော့3.246ပေါ့နော်အဲ့ဒါကျန်တယ်3.246ဟိုမှာလည်းအခွေတစ်ခွေရှိပါတယ်နော်1389ခွေနော်ဟိုမှာရှိပါတယ်အဲ့တော့ဟိုက3.246ပေါ့နော်ထားပါဒါကတော့မိမိကြိုက်နှစ်တရာခွေပါခု24ရက်3လ2025တနင်္လာနေ့12နာရီ10မိနစ်အတွက်ကတော့နော်2ခွန်4ပြိတ်ပါ2ခွန်4ပြိတ်ပါကိုနေကြိုက်တာကတော့2ပြိတ်ကိုပဲကြိုက်ပါတယ်နော်2ခွန်4ပြိတ်ကိုမှ2ပြိတ်က main ပါနော်ကီကတော့931ကီနော်931ကီပါ1 chain က24 1 chain ပါနော်24 1 chain ပါအဲ့တော့ကိုနေကတော့တင်ခွက်ကလေးပေါ့နော် main ခွက်ကလေး၄ခွက်ပေးပါမယ်1အပူးရေ1ပေါ့66ပြီးလို့ရှိရင်20ပြီးလို့ရှိရင်61ပေါ့နော်အဲ့၄ခွက်ကြိုက်ပါတယ်ဗျာနော်ဒါမဲ့အမျိုးတွေရရှိထားတာလေးတွေနဲ့လည်းကပ်ပြီးတော့သုံးဆွဲလို့ရပါတယ်ဒီနေ့ကတော့1 chain တွေကလည်းအများကြီးပါပဲအဲ့ထဲမှာမှကြိုက်နှစ်တရာလေးကိုရွေးပြီးတော့တင်ချင်းဖြစ်ပါတယ်နော်ဒီနေ့ကဘယ်ပင်နေဖောက်မလဲတော့မသိဘူးဗျာ9-3ညာချင်းနဲ့တွေ့တယ်ဗျာနော်အဲ့တော့အဲ့လိုကြောင့်ပါအားလုံးပဲရကြပါသည်6ပိုင်းနဲ့တွေ့တယ်ဗျာအဲ့တော့ကြိုက်တာလေးနဲ့သုံးဆွဲပါနောက်ပြီးတော့နေကုံဘရိတ်ကလေးကတော့၄ကိုဘရိတ်ကိုတတိထားပါနော်ဒီနေ့နေကုံမှာထွက်မှာပါဘယ်ချိန်ထွက်မလဲတော့မသိဘူး၄ကိုဘရိတ်ပါနော်ကဲအားလုံးပဲဘိုင်ဘိုင်